ကဲလုံးမမင်္ဂလာပါရှင်ညီမတို့တက်လဲရောကနေပြီးတော့တက်လဲကျဆိုပါရှင်เนาะကဲဒီနေ့အားသားတော့ဝင်လာတဲ့အလုပ်လေးလာပြပြပေးမှာဖြစ်ပါရှင်เนาะပထမအလုပ်ကားသားတော့သူကအလုပ်နဲ့ကလေးထည့်အလုပ်လေးပဲဖြစ်ပါရှင်เนาะအလုပ်နေရာကကြတော့ပါကင်ညွန်ထပ်ပူလေးဘက်မှာရှိပါရှင်เนาะတတိမိသားစု3ယောက်ရှိမယ်အိမ်မွေးခွဲတရိတ်ဆန်မရှိဘူးကလေးအားသားတော့1ယောက်ပေါ့เนาะတနေ့နဲ့10လအရွယ်ဖြစ်ပါရှင်အိမ်သက်ရှင်းလုပ်ပြီးတော့ကလေးထည့်ရမှာဖြစ်ပါတယ်နောက်တနေရာကကြတော့ရလုံးနဲ့အဖွာကြီးပေါ့เนาะအလုပ်နေရာကကြတော့နွန်ကြံဘက်မှာရှိရဲလာခ1000လေးတာနေ1000ခွဲပေးရပါတော့တတိမိသားစု2ယောက်ကနေ3ယောက်ထိရှိမယ်လူကကြတော့မိန်းကလေးအသက်80ရွယ်ဖြစ်ပါရှင်เนาะအိမ်သက်ရှင်းလုပ်ပြီးတော့အဖွာဝိုင်းကြည့်ပေးရမှာဖြစ်ပါရှင်နောက်တနေရာကကြတော့ကလေးရိုးကလေးထင်းပေါ့เนาะအိမ်သက်ရှင်းလုပ်ဆရာမလို့ဘူးသားစာ1000လေးတာနေ16000ပေးတယ်အလုပ်နေရာလက်ကဘာကတိ4ယောက်အိမ်မခွဲတရိတ်ဆန်မရှိဘူးကလေးကကြတော့2ယောက်ရှိပါမယ်ရှင်เนาะ3နှစ်1ယောက်ရှိမယ်2လအရွယ်1ယောက်ရှိမှာဖြစ်ပါရှင်နောက်တနေရာကကြတော့သူကကြောင်ကြည့်ရမှာဖြစ်ပါရှင်เนาะအလုပ်နေရာကဘန်ကွေဘက်မှာရှိတယ်လာခ1300ပေါ့เนาะတစ်ချေ3ယောက်ကြောင်နှကောင်ရှိမယ်တရိတ်ဆန်ချစ်တက်လို့ဖြစ်ရပါမယ်ရှင်เนาะအိမ်သက်ရှင်းလုပ်ပြီးတော့စားစရိတ်ငယ်နောက်တနေရာကကြတော့ကလေးထည့်အလုပ်လာစား1000လေးတာနေ16000ပေးတယ်အလုပ်နေရာကကြတော့ခေတ်ဖားနာခွန်မဲ့မှာပေါ့เนาะတစ်ချေ3ယောက်ရှိမယ်အိမ်မခွဲတရိတ်ဆန်မရှိဘူးကလေးကကြတော့2နှစ်အရွယ်ဖြစ်ပါရှင်เนาะဒီနေရာကကြတော့ကလေးဝေဝိတ်ဆိုင်အကုန်လုပ်ပေးရမှာဖြစ်ပါရှင်เนาะနောက်တနေရာကကြတော့အသွားအပြန်ရှာထားတဲ့အတွက်ဖြစ်ပါရှင်เนาะအလုပ်နေရာကကြတော့စကူဝစ်ဆယ်24ဘက်မှာရှိတယ်အလုပ်ချိန်ကကြတော့7နာရီမြောက်ည4နာရီထွက်ရမှာဖြစ်ပါရှင်เนาะတတိလေးယောက်ရှိမယ်အိမ်မခွဲတရိတ်ဆန်မရှိဘူးเนาะနောက်တနေရာကကြတော့လေအလုပ်နဲ့ကလေးထည့်အလုပ်လေးပဲဖြစ်ပါရှင်အဲ့ဒါကကြတော့အလုပ်နေရာကတော့ဖလာမဟာမှာပေါ့เนาะလာခ1000လေးတာနေ1000ခွဲပေးတယ်တတိ9ယောက်ခွင်းနှကောင်ရှိမယ်ပြီးလို့ရှိရင်ကလေးက1ယောက်ရှိမယ်ပေါ့เนาะနောက်တနေရာကကြတော့ရိုးအိမ်လုပ်ဖြစ်ပါရှင်เนาะအဲ့ဒါကကြတော့လာစား16000ပေးတယ်အလုံးနေရာကကြတော့ပုဒ်ပွန်တို့ဆိုင်စာမတ်မှာရှယ်ရှင်เนาะတတိမိသားစု4ယောက်ရှိမယ်ဒီနေရာကကြတော့ထမင်းဟင်းချက်ရမှာဖြစ်ပါရှင်เนาะလာက16000ထမင်းဟင်းချက်တက်တဲ့လူလိုစမဲပြီးလို့ရှိရင်အသက်20ကနေ35ကြားလို့ချင်တာဖြစ်ပါရှင်เนาะနိုင်ရ2ရက်ပေးတယ်မနာဘူးဆိုရင်တော့ဒီတရက်900ပေးရှင်နောက်တနေရာကကြတော့အလုံးနဲ့ထမင်းဟင်းချက်အလုပ်ဖြစ်ပါရင်เนาะအလုံးနေရာကကြတော့ဘန်ကွေဘက်မှာရှိတယ်လာခ1300မှာနေ1000ခွဲပေးတယ်တတိ3ယောက်အိမ်မခွဲတရိတ်ဆန်မရှိဘူးเนาะဒီနေရာကကြတော့ထမင်းဟင်းတစ်ရက်ကို3ချက်ပေးရမှာဖြစ်ပါရှင်เนาะအိမ်သက်ရှင်းလို့ဆရာမလိုပါဘူးနောက်တနေရာကကြတော့အလုံးနဲ့လူအိုကြီးပေါ့နော်လာခ1000ခွဲအလုံးနေရာနွန်ထပ်ပူလေးမှာပေါ့နော်တတိ9ယောက်အိမ်မခွဲတရိတ်ဆန်မရှိဘူးပြီးလို့ရှိရင်ပေါ့နော်ဒီနေရာကကြတော့ဗောနော်တတိယကြတော့အရင်ဆုံးနွန်ထပ်ပူလေးမှာနေမှာဗောနော်ပြီးလို့ရှိရင်တော့အမှနေပြီးလို့ရှိရင်တော့နောက်ပိုင်းကျရင်တော့နေဖက်မှာသွားနေမှာဖြစ်ပါရဲ့နော်အဖွားနဲ့အဖော်နေပေးရမှာဖြစ်ပါတယ်နောက်တနေရာကကြတော့ရလုံးအသွားအပြန်ဖြစ်ပါရဲ့ရှင်နော်လာခ1000ခွဲအလုံးနေရာကကြတော့ထွန်းတော့ဒီတလန်စနစ်ဝုံမှာဗောနော်တတိ3ယောက်ရှိမယ်အိမ်မခွဲသိဆက်မရှိဘူးအလုံးချိန်ကကြတော့7နိုင်ပဲမြောင်ည9နိုင်ထွက်ရမှာဖြစ်ပါတယ်ရှင်နော်နောက်တနေရာကကြတော့နေဖက်ကားရဲ့အလုံးနဲ့ကလေးချိန်ဖြစ်ပါတယ်အလုံးနေရာကကြတော့ခိုလက်ဖက်မှာရှိရနော်တတိလေးယောက်အိမ်မခွဲသိဆက်မရှိဘူးပြီးလို့ရှိရင်ဒီနေရာကလေးနိုင်နှစ်အရွယ်တယောက်ရှိမှာပေါ့နော်နားရက်4ရက်ပေးတယ်ပြောအခုညီမပြောနေတဲ့အလုပ်တွေအားလုံးကကြတော့ပေါ့နော်နားရက်4ရက်ရှိပါမယ်ရှင်နော်အားလုံးမိပါနားရက်4ရှိတယ်မနာဘူးစိတ်တော့ဒီတရက်900ပေးပါရှင်ကအခုပြောလိုက်တဲ့အလုပ်တွေမှာလုပ်ချင်တယ်စိတ်ဝင်စားရစင်တော့တလည်းရုံးမှလာပြီးတော့ဆက်မလို့ရပါရှင်ညီမတို့ရုံးလေးရဖွင့်ပါရှင်